အားလုံးပဲမင်္ဂလာပါရှင်မြန်မာ First News Channel ကနေပြီးတော့ထိပ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လူမျိုးတုံးတပ်ဖြတ်မှုရှင်းလင်းစစ်စင်ရေးမပြုလုပ်မီရိုဟင်ဂျာလူမျိုးများကိုမွတ်စလင်ခွေးများဟုခေါ်ဆိုခဲ့ကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့ကြားနာပွဲမှာဂမ်ဘီယာလျှောက်လဲချက်ပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့တနင်္လာနေ့တွင်အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သည်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်လူမျိုးအပေါ်လူမျိုးတုံးတပ်ဖြတ်မှုရှင်းလင်းစစ်စင်ရေးနှင့်အကြမ်းဖက်တိုက်ခိုက်မှုများမပြုလုပ်မီမြန်မာတပ်မတော်သားများကမွတ်စလင်ခွေးများဟုအကြိမ်ကြိမ်ရှိညွှန်းခဲ့ကြောင်းကြားနာခဲ့ပါတယ်။ကုလသမဂ္ဂ၏အမြင့်ဆုံးတရားရုံးတွင်ငင်းခုန်လျှောက်လဲချက်များကိုတင်ပြရာတွင်ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံသည်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်သည်ဟုဆွဆွဲခဲ့ပြီးစစ်တပ်သည်လူနည်းစုရိုဟင်ဂျာများအပေါ်အကြမ်းဖက်မှုများလှုံ့ဆော်ရန်အမုန်းစကားများနှင့်စစ်သားအင်အားများကိုအသုံးပြုခဲ့သည်ဟုဆွဆွဲကာရိုဟင်ဂျာများကိုတိုင်းပြည်မှဖယ်ရှားပစ်ရန်ဟုစော်ဩတိုက်တွန်းတောင်းဆိုခဲ့ပါသည်နှစ်ပေါင်းများစွာမြန်မာစစ်တပ်အရာရှိကြီးများသည်ရိုဟင်ဂျာလူဦးရေကိုရည်ရွယ်၍အပြစ်တင်ဝေဖန်မှုများနှင့်အမုန်းစကားများဖြန့်ဝေတိုက်ခိုက်ကြောင်းဂမ်ဘီယာ၏ဥပဒေအဖွဲ့ကိုကုစားပြုသည့်ဂျက်စီကာဂျုံးစ်ကမိမောက်ထုတ်ပြခဲ့ပါတယ်။ဂျုံးစ်သည်2018ခုနှစ်၌ Facebook တွင်ထွက်ပေါ်လာခဲ့သည့်ဗီဒီယိုတစ်ခုကိုကိုးကားဖော်ပြခဲ့ပြီးစစ်သားများသည်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာအကြမ်းဖက်မှုများကိုပွင့်ပွင့်လင်းလင်းအားပေးနေသည်ကိုတွေ့ရှိခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်များသည်1948ခုနှစ်လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်ကိုရှင်းရှင်းလင်းလင်းချိုးဖောက်ခြင်းဖြစ်ကြောင်းသူမကပြောကြားခဲ့ပါတယ်။ဗီဒီယိုမှကိုကား၍တရားရုံးတွင်ဂျုံးစ်ကပြောကြားရာမှာသူတို့ကိုပြောခဲ့ပြီးကျွန်တော်လည်းအဲ့ဒီတရိတ်ဆန်တွေနေထိုင်တဲ့ရွာတွေကိုကျွန်တော်တို့ရှင်းလင်းပြမယ်ကျွန်တော်တို့မှာတနက်တွေကြီးစံတွေရှိတယ်အဲ့ဒါကကျွန်တော်တို့ယူဆောင်လာတဲ့လက်နက်ကရိယာများနဲ့တရိတ်ဆန်တွေကိုတိုက်ခိုက်ဖို့စိတ်တက်ပဲဓာတ်ကင်နိုင်ရင်ဓာတ်ကင်ဒုတ်ကင်နိုင်ရင်ဒုတ်ကင်တက်နိုင်သမျှကင်ပြီးဒီတရိတ်ဆန်တွေကိုရဲရင်စွာရင်ဆိုင်ပါဟုပြောကြားခဲ့ပါတယ်အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICE အဖွဲ့ဝင်58နိုင်ငံမှထောက်ခံမှုရရှိထားတဲ့ဂမ်ဘီယာနိုင်ငံသည်2016ခုနှစ်မှ2018ခုနှစ်အတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မြန်မာစစ်တပ်ကရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုဆွဆွဲခဲ့ပါတယ်။တရားစွဲမှုအရဆွဆွဲခံထားရတဲ့လူမျိုးတုံးတပ်ဖြတ်မှုတွင်အစုလိုက်အပြုံလိုက်ခွင့်မြတ်မှုများအယက်သား1000ကျော်ကိုမခွဲခြားဘဲတပ်ဖြတ်မှုများရက်ရွာ100ကျော်ကိုရည်ရွယ်ချက်ရှိမိရှို့မှုများနှင့်အမျိုးသမီးများနှင့်ကလေးများကိုပြစ်မှတ်ထားသည့်ခြေပြက်တဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုများပါဝင်ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲဟောင်းဇယ်ရီ AIဟာဆင်က2018ခုနှစ်တွင်ရိုဟင်ဂျာများအပေါ်အကြမ်းဖက်မှုကိုလူမျိုးတုံးတပ်ဖြတ်မှု၏ပြဋ္ဌာန်းစာအုပ်ဥပမာအဖြစ်ရခင်ကဖော်ပြခဲ့ပြီးလူ9သိန်းကျော်အိန္ဒိယနိုင်ငံများသို့ထွက်ပြေးခဲ့ကြရပါတယ်။2020ခုနှစ်တွင် ICJ သည်လူမျိုးတုံးတပ်ဖြတ်မှုလုပ်ရများကိုကာကွယ်ရန်ယာယီအစီအမံများချမှတ်ရန်မြန်မာနိုင်ငံအားအမိန့်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံကရိုဟင်ဂျာများကိုနှိပ်စက်ညှဉ်းပန်းမှုမရှိကြောင်းညှင်းဆိုခဲ့ပြီး၎င်း၏လုပ်ရများသည်နိုင်ငံပုန်ကန်မှုတံပြန်စစ်စင်ရေးဤတစိမ့်တစ်ပိုင်းဖြစ်ခဲ့သည်ဟုဆိုပါတယ်။ကြားနာမှုများကိုဇန်နဝါရီလ29ရက်အထိဆက်လက်ပြုလုပ်ရန်စီစဉ်ထားပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။